ခုဒီသေးတယ် တွေးလိုက်တွေးချင်းလို့အကျိုးငါပြီမယ်နော်ကြည့်ပါမယ်ဘာသာလား စားမ အားမလား စားမစားမ အမဆုံးနဲ့ရှေ့ကိုတိုးခဲ့စားမယ်ဆိုရှေ့ကိုတိုး စားမ တော့တော့လို့တင်နေအရင်စားမစားနဲ့ကြွေးကြည့်မယ်ငါဘာမှမရှိဘူးတော်တော်မလေးပဲတင်ကြည့်တယ်နော်စားကြည့်နည်းနည်းစားကြည့်လိုက်အားကြည့်လိုက်ပါစားတော့မကြည့်တော့လေ ဆက်လို့မစားဘူးတော့ ဒါလေးစားရင်ကစားလိုက်တော့မင်းတအားကြီးများတယ်ကောင်မင်းဒီမှာဘာမှမရှိဘူးစားကြည့် စားစား ဒီရောက်ကြောင်တော့စားအဲ့တော့ကြီးများတယ်ကောင်မင်းရတယ်ကျွေးတဲ့လူတော်မှပဲအေး မင်းဖြိုးကိုလည်းစားကြည့်ရတာ စားပြီစားပြီ ဒီဒီတောက်ချင်အောင် ဒီလေးရောတောက်ကျင်တယ်အဲ့တောက်ကျင်တယ်လေကြောမကြည့်လိုက် ငါကတော့တောက်ချင်တယ်ဟုတ်ပါ ဘိုးကတော့တောက်တယ်နော် ဒီနေ့တော့ဘာလဲ ဘေးရနေကြောင်းဒီလိုလာနေတော့ ခွေးကိုတကယ်လုံးဝစပယ်ကြီးခွေးလုံးဝရေတိုက်ပေးနေတာပါသူလည်းမောနေမှာဆိုလို့ပါ ကျွန်တော်တို့ရဲ့တိုးတဲ့ guide ပါဒါ လမ်းလုံးလိုက်ပြီးတော့ဒုက္ခမပေးဘဲနဲ့လမ်းပြပြီးတော့ကျေးဇူးတင်ပါတယ် ပြုစုရှာတယ် သူရေးသားနေတာအာဒီ6နေတာသူအပေါ်အားပါတက်လာတာ ဒီမှာရောက်လိုက်ဟာ တော်ပြီတဲ့ရေလောင်းပေးတယ်ပြေးသွားပြီ ပြေးထားလား